Rick and Morty ရဲ့ဒီအပိုင်းမှာတော့အိမ်မက်ထဲထိဝင်ပြီးအတွေးတွေပြောင်းဖို့လုပ်တဲ့အကြောင်းနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအသိဉာဏ်ရှိအောင်လုပ်ပေးလိုက်မိရာကနေလူသားတွေထက်တစ်ဆင့်မြင့်တဲ့အသိဉာဏ်မြင့်ကဘာတစ်ခုကိုတီထောင်မှုထိဖြစ်သွားတဲ့ Morty ရဲ့အိမ်မွေးခွေးလေး Snuffle ရဲ့အကြောင်းကိုမြိုင်နဲ့ဆိုင်ကြည့်ရမှာလည်းဖြစ်ပါတယ်။ Hello everyone ဒါကတော့ season 1 episode 2ရဲ့ Rick and Morty recap ပဲဖြစ်ပါတယ်။ episode 2မှာတော့ Jerry တယောက်အိမ်မှာမွေးထားတဲ့ခွေးလေး Snuffle နဲ့တိုင်ပတ်နေပါတယ်။အခန်းထဲမှာရှူပေါက်ချလို့ခွေးလေးကိုစိတ်တုံနေတဲ့ Jerry တယောက်ခွေးကိုဒီလောက်တောင်အသိဉာဏ်မရှိရကောင်းလားဆိုပြီးခွေးလေးပေါက်ထားတဲ့ရှူအိုင်ထဲမှာခွေးလေးကောင်းကိုဖိရင်ဆုံးမနေပါတယ်။ဒီအချိန်မှာပဲအဖိုးကြီး Rick ကမြေမော်တီကိုနောက်ထပ်သိပ်ပံဆွစာကန်တစ်ခုထပ်သွားဖို့ခေါ်နေပြန်ပါတယ်။ Father Jerry ကတော့ဒီတစ်ခါသူ့သားကိုခေါ်သွားမယ်ဆိုရင်ဒီလိုလွယ်လွယ်နဲ့မထည့်ပေးနိုင်တဲ့အကြောင်းနဲ့အိမ်မှာအလကားနေကျင်တိုင်းနေပြီးခုလည်းသူ့သားမော်တီကိုယူးကြောင်ကြောင်သိပ်ပံဆန်းသက်ချက်တွေခလုတ်ဖို့ခေါ်နေပြန်တာမို့ဒီတစ်ခါမော်တီကိုခေါ်သွားခြင်းရင်တော့ခွေးလေးကိုအသိဉာဏ်ရှိအောင်လုပ်ပေးဖို့ဈေးကြိုက်နေပါတယ်။ဖိုးကြီး Rick ကလည်းခွေးမိုးရတဲ့အထက်ကရည်ရွယ်ချက်ကိုကိုသခင်ကြီးလိုခံစားမှုရရှိအောင်ရည်ရွယ်တာမို့လို့ဒါမျိုးမလုပ်တဲ့ကြောင်တားပေမဲ့မော်တီကိုထဲ့မပေးပဲတင်းခံနေတဲ့ Father Jerry ကြောင့်အဖိုးကြီး Rick လည်းတိတ်စိတ်မရှိတော့ပဲခွေးလေးအသိဉာဏ်တိုးလာပြီးလူစကားနားလေသွားအောင်ဆက်ကလေးတစ်ခုကိုအမြန်ထွင်ပေးလိုက်ပါတယ်။ဒီလိုနဲ့ Father Jerry လိုချင်တဲ့ဆက်ကလေးကိုတီထွင်ပေးတဲ့နောက်မှာဖိုးကြီး Rick ကမော်တီကိုအပြင်ခေါ်ထုတ်လာခဲ့ပြီးလူတွေရဲ့အိမ်မက်ထဲကိုဝင်လို့ရတဲ့ device တစ်ခုကိုပြနေပါတယ်။ဒီ device ကိုအသုံးပြုပြီးမော်တီရဲ့တင်ချဆရာ Golden Four ရဲ့အိမ်မက်ထဲထိဝင်ဖို့ကြိုးစားမယ့်အကြောင်းနဲ့မော်တီကိုအဆင့် A ပေးဖို့အတွေးဝင်လာအောင်တင်ချဆရာရဲ့အိမ်မက်ထဲထိသွားပြီးပြောင်းလဲမှာဖြစ်ကြောင်းပြောပြနေပါတယ်။မော်တီကတော့သူ့ရဲ့ပုံစံအတိုင်းအဲ့လိုလုပ်ဆရာမလို့ပဲနဲ့အိမ်စာကူလုပ်ပေးရင်လည်းရတာပဲပြောနေပေမဲ့အဖိုးကြီး Rick ကတော့အိမ်စာဆိုတာကစောက်ပိန်းတွေလုပ်တဲ့အကြောင်းပြောရင်းတင်ချဆရာ Golden Four ရဲ့အိမ်ကိုပဲသွားဖို့ပြင်ထားဖို့ပြောနေပါတယ်။ဒီလိုနဲ့ Golden Four ရဲ့အိမ်ကိုရောက်လာကြတဲ့ Rick နဲ့ Morty တို့မြေဖိုးနှစ်ယောက်ကတင်ချဆရာ Golden Four အိပ်ပျော်တဲ့ထိစောင့်နေကြပြီး Golden Four အိပ်ပျော်သွားတဲ့အချိန်မှာတော့နားထဲကိုအိမ်မက်ထဲဝင်လို့ရတဲ့ဆက်ကလေးထည့်ပြီးမြေဖိုးနှစ်ယောက်လုံးမှာတင်ချဆရာ Golden Four ရဲ့အိမ်မက်ထဲကိုဝင်သွားလိုက်ပါတယ်။ Golden Four ရဲ့အိမ်မက်ထဲမှာတော့ခီးသွားလေရင်တစ်ခုပေါ်မှာရောက်နေပြီးမအိတ်ခင်ကကြည့်ခဲ့တဲ့ဇက်လန်တွဲတွေကရုပ်ရှင်မင်းသမီးလေးပန်ကိတ်ကိုစိတ်ဆွဲပြီးအိမ်မက်တွေလှလှမှတ်နေပါတယ်။ဒီအချိန်မှာပဲအဖိုးကြီး Rick ကလှုပ်ရှားကြမယ်ပြောရင်အလားအကဘာဘာညာអော်ပြီးအကြမ်းဖက်အသေးခံဘုံခွဲသမားဟန်ဆောင်လိုက်ပါတယ်။ဒီလေကိုထိချုပ်ထားပြီးဖြစ်ကြောင်းနဲ့ဒီလေကနေလွတ်မြောက်ခြင်းရင်မော်တီကိုတင်ချမှာအဆင့်ကောင်းကောင်းပေးရမယ်လို့ပြောထားပါတယ်။တကယ်လို့မပေးဘူးဆိုရင်911လိုမျိုးအကုန်ဖောက်ခွဲမှာဆိုပြီးလဲချိန်ချောက်လိုက်ပါသေးတယ်။ဒါပေမဲ့ Golden Four ကလည်းအိမ်မက်ထဲမှာကတော့ခီတဲ့သူမဟုတ်တာမို့ Rick နဲ့ Morty တို့မြေဖိုးနှစ်ယောက်ကိုအမှန်အကန်ပြန်တီးပါတော့တယ်။အဖိုးကြီး Rick ကသူနဲ့အိမ်မက်ထဲမှာမာလကီရလို့မရကြောင်းနဲ့မာလကီရသွားရင်လည်းအပြင်လောကမှာပါမာလကီရသွားမယ့်အကြောင်းကို Morty ကိုရှင်းပြရင် Golden Four ရဲ့အိမ်မက်ထဲကရုပ်ရှင်မင်းသမီးလေးပန်ကိတ်ကိုလူသားတိုင်းလှုပ်ပြီး Golden Four ကိုတားဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ရုံရင်းစားခတ်တွေဖြစ်ပြီးလေရင်ပေါ်ကနေထွက်ကြလာတဲ့မြေဖိုးနှစ်ယောက်ကရုပ်ရှင်မင်းသမီးပန်ကိတ်လေထီနဲ့ဆင်းလာတာကိုသတိထားမိသွားပြီးမရမကလေထီကိုစီးပါတော့တယ်။မသေးတော့ဘူးလို့ထင်နေကြပေမဲ့သူ့အိမ်မက်ထဲမှာအရန်နေစွမ်းနေတဲ့ Golden Four တယောက်ကတော့ဆက်ရုပ်လက်ကြီးထွင်ပြီးချော်ရည်ပူတဲ့ကိုမြေဖိုးနှစ်ယောက်ထဲပြုတ်ဖို့အောက်ကနေစောင့်နေပါတယ်။ဘာလို့ဘာကာရမှမသိတော့တိုင်ပတ်နေကြပေမဲ့အဖိုးကြီး Rick ကဒီတိုင်းဆိုမလွတ်နိုင်တော့တာမို့ Golden Four အိမ်မက်ထဲကမင်းသမီးပန်ကိတ်ရဲ့အိမ်မက်ထဲကိုထပ်ဝင်မှုနဲ့အိမ်မက်ထဲကနေအိမ်မက်ထဲကိုထပ်ဝင်ရင်အချိန်တွေအစ100လောက်နှေးသွားမှာမို့သူတို့လွတ်အောင်ပြင်ဆင်ချိန်ရှိမဲ့အကြောင်းပြောဆိုရင်မြေဖိုးနှစ်ယောက်လုံးမင်းသမီးပန်ကိတ်ရဲ့အိမ်မက်ထဲကိုထပ်ဝင်သွားပြန်ပါတယ်။ Rick နဲ့ Morty တို့မြေအဖိုးနှစ်ယောက်က Morty အဆင့် A ရဖို့သူနဲ့အိမ်မက်ထဲထိဝင်ရင်တိုင်ပတ်နေကြပေမဲ့ Morty တို့အိမ်မှာတော့ခွေးလေး Snuffle ရဲ့တိုးတက်လာတဲ့အမူအကျင့်တွေကိုကြည့်ပြီး Father Jerry နဲ့အမဖြစ်သူ Summer တို့ကအကျဉ်းနဲ့ကြီးကျင်းနေကြပါတယ်။လူလိုနားလဲလာပေမဲ့လူစကားမပြောတတ်သေးတဲ့ Snuffle ကအဖိုးကြီး Rick ရဲ့ကိုယ်တောင်ထဲသွားပြီးကြံနေတဲ့ battery အကန့်နေရာမှာ battery တွေထပ်ဖြစ်ပြီးတော့အသိဉာဏ်အမြင့်ဆုံးဖြစ်အောင်ကိုယ့်အကိုတီထွင်လိုက်ပါတယ်။တစ်ဖက်မှာတော့ Rick နဲ့ Morty တို့မြေဖိုးနှစ်ယောက်ကပန်ကိတ်ရဲ့အိမ်မက်ထဲကဂရုဆက်ကြီးထဲမှာရောက်သွားပြန်ပါတယ်။အဖိုးကြီး Rick က Morty ကိုအိမ်မက်နဲ့အသားရောနေဖို့ပြောပေမဲ့ Morty တယောက်ကတော့ပန်ကိတ်ရဲ့ဂရုဆက်ကြီးထဲမှာအသားမကျဖြစ်နေပါတယ်။မို့ဆိုချင်တော့ Golden Four ကမရဲ့အသက်မပြည့်သေးတဲ့အမဆမ်းမကိုပြစ်မှားနေတာမို့ပန်ကိတ်ရဲ့အိမ်မက်ထဲမှာ Morty ရဲ့အမဆမ်းမကိုယ်တိုင်ကပါဆက်စီကဲလေးဖြစ်နေပြီး Morty တို့မြေဖိုးနှစ်ယောက်ကိုဆက်အတူလို့ဖို့ဖိတ်ခေါ်နေပါတယ်။မြေဖိုးနှစ်ယောက်ကခါခါတီးတီးညှင်းဆန်လိုက်တာကြောင့်ဒီလိုမြင့်မြတ်တဲ့ဂရုဆက်နေရာကြီးမှာစက်ကိစ္စကိုညှင်းဆန်တာကတေးတံဖြစ်တာမို့လူတစ်ပိုင်းမြင်းတစ်ပိုင်းနဲ့ပန်ကိတ်ရဲ့အိမ်မက်ထဲကမနုဿီဟာက Rick နဲ့ Morty တို့မြေဖိုးနှစ်ယောက်ကိုလိုက်ပြင်းဖို့လုပ်ပြန်ပါတယ်။အဖိုးကြီး Rick ကလည်းလိုက်ပြင်းခံရမဲ့အတူတူမထူတော့တာမို့လို့မနုဿီဟာရဲ့အိမ်မက်ထဲကိုပါထပ်ဝင်သွားပြန်ပါတယ်။ဖြစ်ချင်တော့မနုဿီဟာကအိမ်မက်စိုးမန်းနေတာမို့ဒီတစ်ခါမှတော့အိမ်မက်ထဲကိုရောက်တာနဲ့စိတ်တစလူသက်သမားရဲ့လက်ထဲကနေခွေးပြီးပြေးရပါတော့တယ်။ပြေးတာပုံမှုတော့မစင်စားနိုင်လို့အော်ရင်နောက်ကနေထက်ချက်မကွာလိုက်လာတာမို့ Rick နဲ့ Morty တို့မြေဖိုးနှစ်ယောက်ကအိမ်မက်ထဲကအိမ်မက်ရဲ့အိမ်မက်ထဲမှာ
အသက်လူပြီးပြေးနေရပါတယ်ဒီလိုနဲ့အတော်လေးပြေးလာကြရင်မောလာတဲ့မြေဖိုးနှစ်ယောက်ကပြေးတာပုံမစင်စားနဲ့ဆိုပြီးအော်နေတာပုံရင်လွတ်မှာစိုးလို့ထင်နေဆိုပြီးအတွေးပေါက်လာတဲ့အခါမှာစိတ်တဆက်လူသက်သမား Steady Teddy ရဲ့လက်ထဲကနေလွတ်သွားပါတော့တယ်ဒီလိုနဲ့ Scary Teddy အိပ်ပျော်သွားတဲ့အချိန်ကြီးစောင့်ပြီး Scary ရဲ့အိမ်မက်ထဲကိုထပ်ဝင်လိုက်ကြပါတယ်အိမ်မက်ဆိုးတွေနဲ့အတန်းထဲမှာအနေခံနေရတဲ့ Scary Teddy ကိုမြေဖိုးနှစ်ယောက်ကကူညီပေးလိုက်ကြပြီးတဲ့နောက်မှာတော့ Scary Teddy ကလည်းအိမ်မက်ထဲတွေမကဘဲနဲ့အပြင်မှာပါမြေဖိုးနှစ်ယောက်ကိုခင်သွားပြီးသူ့အစွမ်းနဲ့အိမ်မက်ထဲကအိမ်မက်ရဲ့အိမ်မက်ထဲကအိမ်မက်တွေကိုခုန်ကူးပြီးမူလအိမ်မက်ဖြစ်တဲ့တင်ချာဆရာ Golden Fight ရဲ့အိမ်မက်ထဲထိခုန်ကူးပြီးတဲ့နောက်မှာတော့တင်ချာဆရာ Golden Four ကိုမော်တီကိုအမတ်ကောင်းကောင်းမပေးတဲ့ခွေသားလေးဆိုပြီးတိုက်ခိုက်လိုက်တဲ့အခါမှာ Golden Four တယောက်ကတော့အိမ်မက်ကနေလန်နိုးလာပါတယ် Golden Four လည်းအိမ်မက်ဆိုကနေနိုးလာတဲ့နောက်မှာတော့မော်တီကိုတင်ချာအမတ်ကောင်းကောင်းပေးတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာမြေဖိုးနှစ်ယောက်ရဲ့အိမ်မက်ထဲထိဝင်ပြီး brain wash မဲ့အစီအစဉ်ကအောင်မြင်သွားပါတယ်ဒီလိုနဲ့အိမ်ပြန်လာတဲ့မြေဖိုးနှစ်ယောက်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ညံရည်မြင့်ခွေးလေးစနက်ဖယ်ကနောက်ထပ်ညံရည်မြင့်ခွေးတွေကိုဖန်တီးပြီး Rick နဲ့ Morty တို့ရဲ့မိသားစုကိုဖမ်းထားတာကိုတွေ့လိုက်ရပါတယ်အဖိုးကြီး Rick ကတော့ဒီဂျိုကနေအမြန်ပြေးဖို့ပြောနေပေမဲ့ Father Jerry ကဒီကောင်လေးညံရည်မြင့်သွားတယ်ဆိုရင်ဒီကောင်လေးကိုငါလှုပ်ရှားတစ်ခုရှိတယ်လို့ပြောပြီးလွတ်နေတာကိုထွက်မပြေးပဲနဲ့ညံရည်မြင့်ခွေးတွေရှိတဲ့အခန်းထဲကိုဝင်ပြီးမင်းတို့တံမိုးထားတဲ့ပစ္စည်းတွေပေါ်ငါရှူပေါက်ချလိုက်ပြီးအဲ့ဒီတော့ဒီပစ္စည်းတွေကိုငါပိုင်တယ်လို့ပြောရင်ခွေးလေးတွေကိုလက်စားချနေတာကြောင့်ဘဲမှထွက်မပြေးနိုင်မဲ့တမိသားစုလုံးဖမ်းခံလိုက်ရပါတယ်ဒီလိုနဲ့ညံရည်မြင့်ခွေးတွေပေါင်းပြီးကဘာကြီးကိုအုပ်စိုးဖို့ကြံကြပါတော့တယ်လူတွေလည်းအတုံးယုံနဲ့အရေးနှိမ့်လာတဲ့နောက်မှာတော့ကဘာကြီးတစ်ခုလုံးကိုခွေးတွေရဲ့လက်ကိုအပ်လိုက်ဖို့တီတီလေးပဲကြံပါတော့တယ်ဒါပေမဲ့ခွေးလေးစနက်ဖယ်ကဒီလိုလူသားမဆန်တဲ့လုပ်ရက်တွေနဲ့ကဘာကြီးကိုအုပ်စိုးဖို့ကြံဆောင်နေတာကသူတို့လိုညံရည်မြင့်အစစ်မြင့်တတ္တဝါတွေအဖို့မလုပ်သင့်တဲ့အကြောင်းနဲ့လူတွေပိုင်တဲ့ကဘာကိုစိုးမိုးဖို့မစင်စားတော့ပဲနောက်ထပ်တခြားဒိုင်မရှင်တစ်ခုမှာအိမ်မွေးတိရစ္ဆာန်တွေကိုအခြေပြုတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ကဘာတစ်ခုကိုဖန်တီးဖို့အကြံရသွားတာကြောင့်ကဘာကိုအုပ်ချုပ်မဲ့အစီအစဉ်ကိုဖျက်လိုက်ပြီးတခြားဒိုင်မရှင်တစ်ခုကိုကဘာပေါ်မှာရှိတဲ့ခွေးတွေအားလုံးသွားဖို့ပြင်ကြပါတယ်ဒီလိုနဲ့ကဘာကျိုးကိုလူသားတွေကိုပြန်အပ်ခဲ့ပြီးခွေးလေးစနက်ဖယ်ကမော်တီကိုနှုတ်ဆက်ရင်း Season 1 Episode 2ရဲ့ Rick and Morty ကိုဒီနေရာမှာဒီလိုအဆုံးသတ်လိုက်ပါတယ်အခုလိုအဆုံးထိလိုက်လံကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အနားကိုလည်းလိုက်ချလာမသိဘူး